ကဘာပေါ်မှာရှိတဲ့နိုင်ငံတွေအားလုံးမှာယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေမတူညီတာနဲ့အမျှဥပဒေတွေလည်းကွဲပြားကြပါတယ်။ဥပဒေအများစုကတော့မကောင်းမှုတွေကိုမပြုလုပ်မိစေဖို့ထုတ်လုပ်ထားကြတာဖြစ်ပြီးအခုပြောပြပေးမယ့်နိုင်ငံတွေကထုတ်လုပ်ထားတဲ့ဒီဥပဒေတွေကတော့ကြားရတဲ့သူတွေကိုပြုံးစည်းစည်းဖြစ်သွားစေမှအသေးကြပါပဲ။နိုင်ငံအများစုမှာစီကံဖောက်ပြတ်တယ်လို့မသတ်မှတ်ထားတဲ့ပုံမှန်အပြုမှုတွေကဒီနိုင်ငံတွေမှာတော့မဖြစ်မနေလိုက်နာရမယ့်ဥပဒေတွေပဲဖြစ်နေပါတယ်။ဒီနိုင်ငံတွေကိုတွားရောက်လည်ပတ်မယ်ဆိုရင်တော့ဒီဥပဒေတွေကိုသိထားတင်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့တခြားနိုင်ငံရဲ့ပုံမှန်ပြုမှုတွေကဘယ်နိုင်ငံတွေရဲ့ဥပဒေဖောက်ပြတ်မှုတွေဖြစ်နေလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နိုင်ငံခြားကိုတွားလည်ဖို့ရှိရဆိုရင်တော့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးလေ့လာလိုက်တော့နော်။မတ်1လမ်းမှာထိုင်ခြင်းတင်ညာဘက်ပြင်းလို့လမ်းမှာထွက်ထိုင်မိတာပဲဖြစ်ဖြစ်နေကင်းဘက်လမ်းလျှောက်ရင်းညောင်းလို့လမ်းမှာထိုင်ချလိုက်မိတာပဲဖြစ်ဖြစ်နိုင်ငံတော်တော်များများမှာပြဿနာမဖြစ်ပေမဲ့ဒီနိုင်ငံမှာဆိုရင်တော့ပြဿနာအကြီးကြီးတက်သွားနိုင်ပါတယ်ဒီနိုင်ငံကတော့ဘယ်နိုင်ငံလဲဆိုရင်လှပရဲ့နေရာလေးနဲ့ romantic ဆန်နဲ့အီတလီနိုင်ငံဗင်းနစ်မြို့မှာပဲဖြစ်ပါတယ်ဒီလိုလှပရဲ့မြို့လေးမှာလက်ရင်ပတ်ရင်နဲ့ညောင်းလို့ခဏတစ်ဖြုတ်လမ်းမှာထိုင်နာမိမယ်ဆိုရင်တော့ဒေသခံရဲတွေကတင့်ကိုချက်ချင်းလာဖမ်းမှာပဲဖြစ်ပါတယ်ဒီလိုထိုင်ပြီးလို့ဖမ်းခံရမယ်ဆိုရင်တော့အမေရိကန်ဒေါ်လာ600လောက်ပေးဆောင်ရမှာဖြစ်ပါတယ်။ဒါကဘာလို့လဲဆိုရင်ဒီမျိုးကလူနေထူထပ်တာကြောင့်လမ်းသွားလမ်းလာလူတွေအဆင်ပြေစေဖို့အတွက်ထုတ်ထားတဲ့ဥပဒေတစ်ခုပဲဖြစ်ပါတယ်။လမ်းလျှောက်ရင်မောပန်းလို့အနားယူခြင်းနဲ့ဆိုရင်တော့ကော်ဖီဆိုင်တွေမှာထိုင်ပြီးအနားယူလို့ရတာကြောင့်လမ်းတွေမှာကော်ဖီဆိုင်တွေကိုသာအများကြီးဖွင့်ထားပြီးတော့လူသွားလမ်းကိုတော့ပိတ်မထိုင်မိအောင်လို့ဒီဥပဒေကိုထုတ်ထားရတာပဲဖြစ်ပါတယ်။မန်းနဲ့အမှိုက်ပစ်ခြင်းအမိုက်ပြစ်တာနိုင်ငံတော်တော်များများမှာအမိုက်မပြည့်ရစီကန်းတွေလှုပ်ထားပေမဲ့အာရှနိုင်ငံတော်တော်များများမှာတော့မတိမတာပြစ်မိတတ်တာမျိုးတွေလည်းရှိတတ်ကြပါတယ်။ဒါပေမဲ့ဒီနိုင်ငံတွေမှာတော့လမ်းသွားရင်းနဲ့တစ်ရှူးလေးပြစ်လိုက်မိမယ်။စားပြီးသားအမိုက်ခွန်လေးပြစ်ချလိုက်မိမယ်ဆိုရင်ဒဏ်ငွေတွေအများကြီးပေးဆောင်ရတဲ့အထိဥပဒေထုတ်ထားတာပဲဖြစ်ပါတယ်။စင်ကာပူတို့ဟောင်ကောင်တို့လိုနိုင်ငံတွေမှာဆိုရင်အများသူငါသွားလာတဲ့နေရာတွေအိမ်နောက်ဖေးတွေမှာလုံးဝအမိုက်ချခွင့်မရှိပါဘူး။ဟောင်ကောင်မှာဆိုရင်တော့ဒီလိုကြုံရအမိုက်ချတတ်တယ်ဆိုရင်ဒဏ်ငွေအမေရိကန်ဒေါ်လာ1500ပေးဆောင်ရမှာပဲဖြစ်ပါတယ်။ဒီဥပဒေကတာမန်လူတွေအတွက်တင်မဟုတ်ဘဲတံတောင်းစားတွေအောင်မှပဲအမိုက်ချလို့မရပါဘူး။မသိလို့အမိုက်ချမိလိုက်ရင်တော့စင်ကြေလုံးဝပေးလို့မရပဲတွေ့ရနဲ့ဒဏ်ငွေချက်ချင်းကောက်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနိုင်ငံတွေကိုသွားနိုင်မယ်ဆိုရင်တော့မသိလို့ပဲဖြစ်ဖြစ်တီးရက်နဲ့ပဲဖြစ်ဖြစ်အမိုက်ချမိမယ်ဆိုရင်ဘာမှစောတကတက်ခွင့်မရပဲဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။နံပါတ်3ကားမောင်းရင်အစားစားခြင်းမနက်စာမစားလာမိလို့ပဲဖြစ်ဖြစ်နေ့လယ်စာကြော်သွားလို့ပဲဖြစ်ဖြစ်လမ်းသွားရင်လည်းကားထဲမှာအစားစားလိုက်မယ်ဆိုရင်တော့နိုင်ငံအများစုမှာအဆင်ပြေပေမဲ့ဒီနိုင်ငံမှာဆိုရင်တော့အဖမ်းခံရမှာသိကြပါတယ်ဒါကတော့အင်္ဂလန်နိုင်ငံမှာပိတ်ပင်ထားတဲ့အပြုအမူတစ်ခုပဲဖြစ်ပါတယ်လမ်းသွားနေရင်လည်းကားပေါ်မှာအစားစားရင်ကားမောင်းမယ်ဆိုရင်တော့ဒဏ်ငွေအဖြစ်နဲ့အမေရိကန်ဒေါ်လာ128ဒေါ်လာပေးဆောင်ရမှာဖြစ်ပြီးလိုင်စင်မှတ်တမ်းမှာလည်းစာရင်းသွင်းခံရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနိုင်ငံကိုသွားပြစ်လို့ကားမောင်းမယ်ဆိုရင်တော့အစားစားရင်မမောင်းမိဖို့လိုမယ်နော်နံပါတ်4စီကုံရင်ကားမြက်ရဒီနိုင်ငံမှာသွားရင်လာရင်နဲ့စီထဲဖို့မေ့သွားလို့စီကုံမိကားထိုးရက်သွားတဲ့အချိန်မှာရဲကားနဲ့တွေ့မယ်ဆိုရင်အကူအညီမရတဲ့အပြင်ဒဏ်ငွေပါပေးဆောင်ရမယ်ဖြစ်ပါတယ်ဂျာမနီမှာသတ်မှတ်ထားတဲ့ရေမောင်းနေမှုနှုန်းကတနာရီမိုင်80ဖြစ်ပြီးတချို့နေရာတွေမှာဆိုရင်ကတ်သက်ထားခြင်းမရှိပေမဲ့ဒီလိုမောင်းနေငွေပေးထားတဲ့အတွက်အသင်းဘက်ကလိုက်နာပေးရမှာတော့ကားထဲမှာစီအမြဲရှိနေဖို့ပဲဖြစ်ပါတယ်။စီကုံလို့ကားထိုးရက်သွားခြင်းကဂျာမနီနိုင်ငံမှာဆိုရင်တရားမဝင်တာကြောင့်တွေ့တာနဲ့အမေရိကန်ဒေါ်လာ30ကိုဒဏ်ငွေဖြစ်နေပေးဆောင်ရမှာဖြစ်ပါတယ်။နံပါတ်5ဘာမှအရက်မှုခွင့်မရှိမူးကျင်လို့ဖားသွားပါရဲဆိုမှဘာမှမူးခွင့်မရှိတာကတော့အမေရိကန်နိုင်ငံရဲ့အလက်စကာမြို့မှာရှိတဲ့ထူးခြားတဲ့စီကံတစ်ခုပဲဖြစ်ပါတယ်။လူတိုင်းကဘားသွားပြီးအရက်မူးအောင်တောက်ကြပေမဲ့အလက်စကာမှာဆိုရင်တော့ဘားသွားထိုင်လို့ရပေမဲ့မူးအောင်တောက်ခွင့်တော့မရှိပါဘူး။ဒါကြောင့်ဘာမှအရက်တောက်ပြီးမူးတဲ့ရမ်းတတ်တယ်ဆိုရင်တော့အမေရိကန်အလက်စကာမြို့ကိုမသွားဖို့တခါတည်းသတိပေးလိုက်ချင်ပါတယ်။ကဲအခုဖော်ပြပေးခဲ့တာကတော့နိုင်ငံတစ်လွှားမှာရှိတဲ့နိုင်ငံတွေထဲကတချို့ရဲ့ထူးခြားပြီးဟာသဆန်တဲ့ဥပဒေအကြောင်းတွေပဲဖြစ်ပါတယ်။နောက်ထပ်ကမ္ဘာတစ်လွှားမှာဘလို့ထူးထူးခြားခြားဘူးသူသားတွေကိုယူဆောင်လာပေးမလဲဆိုတာကိုသိချင်နေဆိုရင်တော့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမမေ့နဲ့နော်။